တရုတ်ဆောင်လွင်မိုးရဲ့သမီးဖြစ်သူယွန်းဝတီလွင်မိုးအဖမ်းခံရပရိသတ်တွေစိတ်ဝင်စားနေကြတဲ့တရုတ်ဆောင်လွင်မိုးရဲ့သမီးဖြစ်သူယွန်းဝတီလွင်မိုးနဲ့ပတ်သက်တဲ့သတင်းတစ်ပုဒ်လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေပါတယ်တရုတ်ဆောင်လွင်မိုးရဲ့သမီးယွန်းဝတီလွင်မိုးအဖမ်းခံရဆိုတဲ့ခေါင်းစဉ်နဲ့သတင်းတွေထွက်ပေါ်နေတာဖြစ်ပြီးဒီအကြောင်းအရာနဲ့ပတ်သက်လို့ပရိသတ်တွေကြားမှာအမျိုးမျိုးပြောဆိုဆွေးနွေးနေကြတာပါယွန်းဝတီလွင်မိုးဟာအမှုပညာအလုပ်တွေကိုခေတ္တအနားယူထားပြီးကိုပိုင်ဘဝကိုအေးအေးချမ်းချမ်းဖြတ်တန်းနေသူဖြစ်တာကြောင့်ဒီလိုသတင်းတွေထွက်ပေါ်လာတာဟာအမှုပညာချစ်သူပရိသတ်တွေအတွက်တော့တော်တော်လေးစိတ်ဝင်စားစရာဖြစ်သွားခဲ့ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးသတင်းဘာကြောင့်ထွက်ပေါ်လာရတယ်လဲဘာတွေအဓိကဖြစ်ပျက်ခဲ့တယ်လဲဆိုတဲ့သတင်းအပြည့်အစုံနဲ့အသေးစိတ်အချက်လက်တွေကိုတော့မမကြီးများဖေးကြီးမှာအပြည့်အစုံတင်ဆက်ပေးထားပါတယ်။ဖြစ်စဉ်အမှန်တရားနဲ့နောက်ဆက်တွဲအခြေအနေတွေကိုအသေးစိတ်သိရှိခြင်းနဲ့ဆိုရင်တော့မမကြီးများဖေးကြီးကိုတွားရောက်ကြည့်ရှုပြီးသတင်းအပြည့်အစုံကိုဖတ်ရှုလေ့လာနိုင်မှာကြောင်းသတင်းပါလိုက်ရပါတယ်။သတင်းအပြည့်အစုံကိုဖတ်ရှုလေ့လာနိုင်မှာကြောင်းသတင်းပါလိုက်ရပါတယ်